သူတို့ကောင်မတွေအတွက်သူတို့ surprise တိုက်ရှင်လို့လာရှိရမျိုးရှိရဲဂိမ်းဆော့ပြီးတထိပ်ဖြစ်သွားတယ်ဆိုတော့မရှိဘူးပေါ့နော်ဘောကပြတ်သွားတာမျိုးတွေပဲရှိရပေါ့နော်အပြင်မှာချင်းငွေတွေရှောက်မဲ့အစားဘာဖြစ်လို့စင်မီတန်ကိုလာဖို့အတွက်အကြံပေးချင်တာလဲမသိဘူးအပြင်မှာချင်းငွေထုတ်တာတွေကပေါ့နော်တချို့ဆိုရင်30တို့ရှိရဲ20တို့ရှိရဲပြီးရင်30တို့ရှိရဲပေါ့နော်စင်မီတန်မှာကျတော့ထိုင်းနိုင်ငံမှာတရားဝင်လိုင်စင်နဲ့ဖြစ်တယ်သူတို့အစိုးရအနေမှာတရားဝင်ခွင့်ပြုထားတဲ့ဟာတွေဖြစ်တာကြောင့်မလို့ကိုယ့်ရဲ့အချက်လက်တွေအပြင်ပေါက်ကြားဖို့လည်းကိုမစိုးရင်ရဘူးပေါ့နော်ပြီးတော့အတုံးလုံးရတယ်3ပတ်3ပဲဖြစ်တယ်ဆိုတော့လေအပြင်မှာရှိတဲ့အခါကျရင်ကိုကပြန်မဆက်နိုင်တာမျိုးဖြစ်တဲ့အခါကျအတိုးပေါ်အတိုးဆင့်နေမှာပေါ့နော်အဲဒါကြောင့်အတိုးပေါ်အတိုးဆင့်ပြီးတော့စင်မီတန်မှာချင်းငွေရှောက်ပြီးတော့သူပြန်ဆက်ကြရတဲ့သူလည်းရှိရမလားရှိတယ်ဗျာတချို့ကကြောက်ပြင်အတိုးကြည်သွားပြီးဒီဘက်မှာပဲရေးရှိလက်သွဲတာမျိုးရှိရပေါ့နော်စင်မီတန်မှာချင်းငွေလာချေးကြလို့ရှိရင်အကြောင်းအရာတော့အမျိုးမျိုးရှိကြမှာပေါ့နော်အများဆုံးတွေ့ရတဲ့အကြောင်းအရာလေးဆိုဘာဖြစ်မလဲမသိဘူးတချို့ကကြတော့မြန်မာပြည်ကိုငွေလဲဖို့အရေးကြီးငွေလိုအပ်တာမျိုးရှိရဲတချို့ကကြတော့စားရစာတမ်းဖို့အရေးကြီးငွေလိုအပ်တာမျိုးရှိရဲပေါ့နော်တချို့ကကြတော့ကလေးချောင်းစိတ်အတွက်မျိုးလာရှိရရှိတယ်တချို့ကကြတော့လည်းကျမ်းမာရေးအတွက်လာရှိရမျိုးရှိရဲပေါ့နော်ဒါပေမဲ့နောက်တစ်ချို့ကတော့တွေ့ရကြတော့သူကကြတော့အပြင်စီးပွားရေးလုပ်ဖို့လာရှိကြရရှိရပေါ့နော်ဥပမာဘယ်လိုမျိုးလဲဆိုတော့ကိုယ့်ရဲ့စက်ရုံထဲမှာတနိုင်တစ်ပိုင်းလေးရောင်းတာမျိုးရှိတယ်တချို့ကကြတော့လည်းဆန်အရေးကြဝယ်တာမျိုးရှိတယ်စင်မီတန်မှာငွေကြေးပြဿနာမှမဟုတ်ဘူးသူတို့လှုပ်ချင်တာလေးတွေလည်းလာပြီးတော့ချေးကြရလည်းရှိကြရပါတော့ဟုတ်တချို့ဆိုငွေအရန်စီမံတတ်တယ်ပေါ့နော်သူတို့မြန်မာပြည်မှာခြံဝန်းဝယ်ပြီးရင်ဒီဘက်ကတော့အရေးကြပြန်ဆက်အဲ့လိုမျိုးဆိုပေါ်ကြတော့ကျွန်တော်ဆိုတာအားကြရဗျာမိုက်တယ်နော်မိုက်နော်စင်မီတန်မှာလာချေးဖို့ဆိုတော်များတော့ငွေကြေးပြဿနာကြောင့်လာချေးကြတာမဟုတ်ဘူးနော်သူတို့လှုပ်ချင်တာလေးလည်းရှားတယ်စင်မီတန်လည်းချေးပေးရမလားချေးပေးရဗျာသူတို့ဥပမာသူကလည်းပုံမှန်နေနေပြပြရပါတော့ဘယ်နေရာမှာအသုံးချဖို့လဲချင်းငွေကြီးတဲ့ဆက်ကိုတီချာရေးပြပြရဗျာအဲ့ဆိုစင်မီတန်အယုံကြည်မှုပေးရပါတော့စင်မီတန်မှာလာချေးကြရဲ့အကြောင်းအရာအမျိုးမျိုးထဲကမှပေါ့နော်အကိုသဘောကျတာတို့မြင်နေကြမဟုတ်တဲ့အကြောင်းအရာလေးတွေချစ်ဖို့ကောင်းတာလေးယူရတဲ့အကြောင်းအရာလေးရှိရင်ပြောပြပါဦးရှိရအားကြပါတော့ပုံမှန်အားကြရဘာဖြစ်လို့သူတို့ကောင်မတွေအတွက်သူတို့ surprise တိုက်ရှင်လို့လာရှိရမျိုးရှိရတချို့ကကြောက်ရတယ်ကောင်မလေးကိုရွှေဝယ်မှပန်းစီပေးရှင်တာမျိုးရှိရပေါ့နော်တချို့ကကြောက်ရတယ်မင်္ဂလာတင်တောင်းငွေလိုအပ်တဲ့ခါကျရင်လာရှိရမျိုးရှိရပေါ့နော်အဲ့တော့တခါကျရင်ကိုကအရာအားကြရတာဗျာလိုက်တာဟုတ်တယ်ယောက်ျားလေးတို့လားတကယ်လုံးချင်လုံးကြရနော်စီနောက်ဆုံးမိန်းကလေးအနေနဲ့ဒီထိုင်းမှာလာပြီးတော့အလုပ်လုပ်ကြတဲ့သူတွေတချို့ဆိုရှင်ငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲရှိကြရပါတော့ဆိုတော့အခုအနေနဲ့ငွေရေးကြေးကိုဘယ်လိုမျိုးစီမံခန့်ခွဲသင့်လဲဆိုရဲအကြံလေးပေးပါအောင်ရှင်ကိုယ့်ရဲ့ဝင်နဲ့ထုတ်ငွေကိုချိန်ချနိုင်ရမယ်ပေါ့နော်ခုနောက်ပိုင်းတွေးလေးရှိရပါတော့ရုံးမလာလျှောက်တဲ့ဧည့်သည်ဆိုရင် online game လေးနည်းနည်းကစားလာမျိုးရှိရပါတော့ဒါပေမဲ့ကစားနဲ့ဆွဲသွားတာမျိုးရှိတယ်ကျွန်တော်တို့ဖြစ်နိုင်ရဆိုရင်တို့မကစားစေချင်ဘူးပေါ့နော်ဘာဖြစ်လို့ဂိမ်းဆော့ပြီးတထိပ်ဖြစ်သွားရဲဆိုတော့မရှိဘူးပေါ့နော်ဂိမ်းဆော့ပြီးနည်းနည်းဘဝပြတ်သွားတာမျိုးပဲရှိရပါတော့ဆိုတော့ထိုင်းမှာလာပြီးတော့အလုံးလုံးရတာအသက်ရှူနေတရွေ့ကိုရှူတာနဲ့ကိုပတ်စံနေကုန်နေတာနော်တကယ်လို့ကိုယ့်ရဲ့အခက်အခဲဖြစ်တဲ့ခါကျရင်ငွေကြေးလိုအပ်တဲ့ခါကျရင်စင်ပီတာကိုလမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ဒီအများကြီးတင်ပါတယ်။အားလုံးပဲစင်ပီတာနေကြိုးစားပါတယ်။